င်္ဂလာပါရှင်ဒီနေ့ကတော့6လပိုင်း21ရက်နေ့မှာ9လပိုင်း22ရက်နေ့အတွင်းမွေးဖွားတဲ့ကန်ဆာဇွန်ဒီယာဆိုင်လေးအတွက်4လပိုင်း1လစာဟော့စတန်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်လေးလပိုင်းပထမအပတ်အနေနဲ့ဒီအပတ်မှာစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုကိုခံစားရမယ့်အချိန်ဖြစ်ပါတယ်မိသားစုနဲ့အချိန်ကုန်ပြီးတော့နှွေးထွေးတဲ့အခိုက်အတန့်တွေရနိုင်ပါတယ်ချစ်ခင်ရသူတွေနဲ့နားလည်မှုတွေပုံမရရှိလာမယ်အရင်ကဆူတောင်းခဲ့တဲ့အရာလေးတစ်ခုပြည့်စုံလာနိုင်ပါတယ်အိမ်တွင်းရေးကိစ္စတွေချောမွေ့လာမယ်စိတ်အေးချမ်းပြီးတော့မျှော်လင့်ချက်ကောင်းတွေမြင်ရမယ့်ကာလဖြစ်ပါတယ်အနာဂတ်အတွက်ယုံကြည်မှုပုံမတည်ဆောက်လာမယ်ဒီအပတ်တော့ပျော်ရွှင်မှုအပြည့်အဝခံစားရမယ့်အချိန်ဖြစ်ပါတယ်ဒုတိယအပတ်အနေနဲ့ဒီအပတ်မှာတင်လောက်ထားခဲ့တဲ့စူးစမ်းမှုတွေကိုပြန်လည်သုံးသပ်မိနိုင်ပါလိမ့်မယ်အလုပ်သို့မဟုတ်ငွေကြေးပိုင်းမှာရလဒ်ကိုစောင့်ကြည့်ရမယ့်အချိန်ဖြစ်ပါတယ်စိတ်ရှိဖို့အတွက်အရေးကြီးပါတယ်အလင်းအမြန်ရလဒ်မရနိုင်သေးလို့တင်ဘက်ကနေစိတ်ပူနိုင်ပါတယ်ဒါပေမဲ့တင်ရဲ့စူးစမ်းမှုတွေကအဆင်ပြေလာပါလိမ့်မယ်အစီအစဉ်ကိုတစ်ခုခုအစီအစဉ်ဆွဲထားလို့ရှိရင်ပြန်လည်ညှိနှိုင်းဖို့လိုလာနိုင်ပါတယ်အချိန်ပေးပြီးတော့မှအမြဲတမ်းတိုးတက်ဖို့အာရုံစိုက်စေချင်ပါတယ်တတိယအပတ်အနေနဲ့ဒီအပတ်မှာအမှန်တရားတစ်ခုရှင်းလင်းစွာသိလာမယ်မရှင်းလင်းသေးတဲ့ကိစ္စတွေကိုပြည့်ပြတ်သားနဲ့ဆုံးဖြတ်နိုင်ပါလိမ့်မယ်စိတ်ထဲကမိခွန်းတစ်ခုအတွက်အဖြေရှာတွေ့နိုင်ပါတယ်ကိုယ့်ရဲ့အမြင်ကိုတိကျစွာထုတ်ဖော်ပြောလာနိုင်မယ်အလုံးမှာလည်းအတွေးမြင်အသစ်တွေပေါ်လာနိုင်ပါတယ်ရှင်းလင်းတဲ့စိတ်နဲ့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်အရာအလုံးကအဆင်ပြေမှုရရှိပါလိမ့်မယ်ဧပြီလရဲ့နောက်ဆုံးအပတ်မှာတော့ဒီအပတ်မှာကိစ္စတစ်ခုခုကိုခဏရက်နာပြီးတော့မှပြန်လည်စဉ်းစားရနိုင်တာမျိုးရှိတတ်ပါတယ်စိတ်ရှုပ်ထွေးမှုနည်းနည်းရှိနိုင်ပြီးတော့မှကိုယ့်ရဲ့အမြင်ကိုပြောင်းလဲဖို့လိုလာပါလိမ့်မယ်ကိစ္စတစ်ခုကိုအလင်းမြန်မဆုံးဖြတ်ဘဲနဲ့အချိန်ယူပါတချို့ကိစ္စတွေမှာစောင့်ဆိုင်းရမယ့်အခြေအနေဖြစ်နိုင်ပါတယ်ဒီကာလကတင့်ကိုအသိပညာအသစ်တစ်ခုသင်ပေးမဲ့ကာလဖြစ်ပါတယ်မမြင်ရသေးတဲ့ရှုထောင့်အသစ်တစ်ခုကနေသိလာနိုင်ပါတယ်လက်လွတ်ဖို့လိုတဲ့အရာတစ်ခုလည်းရှိနိုင်ပါတယ်ဒီလမှာတော့စိတ်တည်ငြိမ်ပြီးတော့မှလက်သစ်တစ်ခုကိုပုံပုံရှင်းလင်းစွာမြင်လာနိုင်ပါလိမ့်မယ်